hero pick တွေကဟင်းလီဒါနဲ့ကောင်လေးကိုဖတ်ပစ်ပေးလိုက်တာဟိုဘက်ကကိုင်းတဲ့ကောင်လေးကိုလည်းကြည့်ပါအောင်ကွာငါစိတ်ညစ်တယ်ပွဲစားကလေးကမရှိအောင်ထုတ်ကြွားနေတယ်ဘဲပြမအောင်ဖင်ကြီးမကာကွယ်နေကြတဲ့ကနေသွားကန်ပလိုက်တယ်မြင်ကတ်လွန်းလို့ပါဟိုဘက်ကဟိုက်ပါ6မဆိုတော့6မောက်ပါသွားကန်မယ်မပြေးနဲ့ရောက်ငါလာပြီရေကူလေးပဲ6မောက်တီးပြီးရင်လင်းအားကိုပစိယုံမောက်တတ်မယ်ဟိုဘက်က mesh လဲတေဝိုင်းဆိုတော့ကိုရီးယားတက်တဲ့တက်ကီးမယ်ကိုယ့်ရဲ့ teammate တွေလည်းကာလာပြီးရဆိုတော့ easy ပဲပေါ့နော်easy ပဲလို့တွေးနေချိန်မှာပဲဟိုကောင်မလေးလင်းရောက်လာပြီပြေးတတဲလေးရပြီဆိုတော့ခိုးလင်းကဘဲပြမအောင်ကန့်မယ်အဲ့ချိန်မှာကိုမတီးလိုက်တယ်ဟိုဘက်ခြုံထဲမှာဖင်ကြီးမပုံးပြီးတော့စောင်းနေတာတော့တတဲထဲမှာဖြစ်တဲ့ကိစ္စကိုမကျင်တဲ့လူတကူတော့ဘွတ်ချော်ပြီးသွားတဲ့3ယောက်ဝိုင်းကန်တာတေရော3ယောက်တယောက်ဘလို့မှမနိုင်တော့တင်ငန်းလာယူပြီးလာတဲ့အချိန်မှာ6မနဲ့တွေ့တယ်ကိုတွေ့ဘလောက်လောင်ကြောက်လဲမသိဘူးလင်းရစပယ်အကုန်နှိပ်ပြီဒီလိုပြေးလို့လွတ်ရိုးလာဒီလိုနဲ့ဆော်ရင်နဲ့တကူတော့ဖင်ရတဲ့ကောင်လေးတယောက်ကြောင့်ဒီပွဲလေးကတော့အနိုင်လေးနဲ့ပြီးဆုံးသွားပြီပေါ့နော်